ထမင်းအရမ်းမြိန်နဲ့မကြီးသီးစိမ်းလေးချက်မယ်ရှင်အရင်ဆုံးမကြီးသီးစိမ်းလေးတွေကိုစားနဲ့ပုတ်ပြီးတော့ဆေးပါမယ်မကြီးသီးစိမ်းကလည်းစားနဲ့ပုတ်ပြီးတော့ဆေးလို့ရှင်ပို့ပြီးတော့ပြောင်းပါတယ်နော်ဒီမကြီးသီးစိမ်းတွေကလည်းဒီလိုနုနုလေးတွေမှာစားလို့ကောင်းတာနော်ရင့်သွားပြီဆိုလို့ရှင်အခွန်ကြီးကလည်းကျန်းကျန်းနေနေလေစားလို့တိတ်အဆင်မပြေတော့ခါတိုင်းချက်တလို့ငပီးမြများနဲ့ပဇွန်လေးနဲ့ပဇွန်စိမ်းလေးနဲ့မချက်ပဲနဲ့ဒီတစ်ခါငါ6နဲ့ချက်ပါမယ်ဒီငါ6နဲ့ချက်တာလေးအရသာလေးတစ်မျိုးလေးနဲ့ပိုတစ်မျိုးလေးစားကောင်းတာပေါ့နော်ကကတိငါ6လေးတွေကိုထုပြီးလို့ရှင်အလေကအယိုးကြီးကိုဖယ်ပါမယ်ပြီးလို့ရှင်အတုံးလေးတုံးပြီးတော့ငါ6အသားလေးနဲ့အယိုးသေးသေးလေးတွေကိုတေချာလေးညှက်သွားအောင်ထောင်းပါမယ်နော်ပြီးလို့ရှိရင်မကြီးသီးစိမ်းလေးတွေကိုစားလေးနည်းနည်းထည့်ပြီးတော့ညက်အောင်ထောင်းပါမယ်စားလေးထည့်ပြီးတော့ထောင်းလို့ရှိရင်မကြီးသီးအယောင်ကမဲမသွားတော့ပါဘူးเนาะအနစ်မများလေးနဲ့လိုချင်လို့ခရမ်းချင်သီးလေးတွေကိုလည်းကြိတ်ပြီးတော့ထည့်ပါမယ်ပါဝင်ပစ္စည်းရတော့အများကြီးမဟုတ်ဘူးဒီတင်ရိုးရိုးရှင်းရှင်းလေးပဲချက်ပါမယ်ချက်သွင်းဖြူလေးကိုစီတက်ပြီးလို့ရှင်ထောင်းထားတဲ့ငါ6တွေကိုတစ်ခါလေးထည့်မယ်အယောင်တင်မုံရယ်ညောင်တင်မုံဆိုငှုတ်သီးမုံပေါ့နော်ငှုတ်သီးမုံရယ်ခွဲချမ်းမုံရယ်ထည့်ပါမယ်ပြီးလို့ရှင်ကြိတ်ထားတဲ့ခရမ်းချင်သီးလေးကိုထည့်ပြီးတော့စီပြန်သွားအောင်ချက်ပါမယ်ကြက်သားမုံလေးနည်းနည်းထည့်မယ်အပိကြော်လေးကိုနည်းနည်းလေးထည့်ပါမယ်။အီလေးဖြစ်အောင်လို့မလို့ရေလေးထည့်ပြီးတော့ချက်ပါမယ်နော်။ငုတ်သီးစိမ်းကိုတော့ကျွန်တော်ကတောင်းလိုက်လေးပဲထည့်ချက်ပါမယ်။ငံပြာရည်လေးနည်းနည်းထည့်ပါမယ်။နန်းနန်းပင်လေးအုပ်လိုက်ရင်တော့အုပ်ပြီးလို့ရှိရင်တော့အရန်ကိုစားကောင်းတဲ့မကြီးသီးစိမ့်ချက်လေးရပါပြီဒီငါ6လေးနဲ့ချက်တာလေးကလည်းအရသာလေးကတစ်မျိုးလေးမလို့လေစမ်းပြီးတော့ချက်ကြည့်ပါနော်